တရေပါလားတရေမှာဘာလုံးနေရလဲဟိုနီတော့နိုင်တော့အင်ကိုရောက်လာတဲ့နိုင်လက်တံပါရချင်းငါဘာလို့ရမှာလဲပါလေတီအောင်ပချီရောမငါကောင်းကောင်းနာလေ哟，你来，你来，你人到了呗？你那倒霉路俺们真有。哈哈，你喵喵啊，你不让得到没？哟，别来比。嘿，古蹦，你口口说他们啦，我吃当不到你的，哼，不容易呗。哈，我当年时代，这个江边皮盖里没丢啦。你ပြောတော့ကတော့ငါမယုံဒါပေမဲ့အခုတော့ယုံသွားပြီနင့်လက်စွမ်းကတော့တစ်ပင်တော့အရှုံးမပေးပါလားဟာအဲ့ဒါငါရဲ့တစ်ပင်ကြက်ကောက်ကိုကွာဟာဟိုမှာဂိုင်းချုပ်ကြီးကိုရွှေဖီလာပြီဟာငါတပည့်တွေတော်တော့ပြီလားဆရာတူတပည့်ဆိုမှတော့တော်မှာပါပြီနော်ဒါနဲ့အဖွဲချုပ်ကြီးဘာကိစ္စရှိလို့လဲယင်တခိုးဖမ်းရအောင်မှာပဲမလားအေးဟုတ်တယ်ဒီတစ်ခေါက်တစ်ခေါက်ရွှေဆိုင်မှာခိုးသွားတာတဲ့ဖြစ်စဉ်ကတော့ဒီလိုတဲ့ဟေးဟိုမှာဈေးဝင်လာပြီကြည့်ရချမ်းသာမဲ့ပုံမဲ့ကိုဘာဝဲမလဲဟင်စိန်လက်စွလားရွှေလက်စွလားရွှေဆွဲကျူးလားရွှေမြင့်မလားကိုကြိုက်တာလေးကြည့်ပြီးနော်ကိုကအားလုံးကြိုက်ပါတယ်ဒါမဲ့ဝယ်မှနဲ့များနေရွေးရခက်နေအာကိုနွားတို့တစ်ခွက်ကော်ဖီတစ်ခွက်လက်ဖက်ရည်တစ်ခွက်နဲ့ဒိန်းချင်းတစ်ခွက်လောက်ဟုတ်ကဲ့ပါကူအားဆိုရင်ကိုတော်တယ်ဒီနေ့တော့ကွာပွားပြီတတပြေးဒီလိုနဲ့ပဲစီးစာတို့ဖွဲ့ဟာတခိုးဖမ်းဖို့အတွက်ချက်တလုံးမျိုးကိုရောက်ရှိလာကြတာပေါ့ခိုင်းကျုပ်ကြီးကလည်းဘလို့အိမ်ကြီးကိုစီစဉ်ပေးထားတာလည်းမသိဘူးအရင်တစ်ခေါက်ကရွာမှာဆိုတော့ကောင်းတယ်နေရအခုကတော့ကွာကြည့်ပါဦးဟုတ်ပါကြောက်လာပြီမြန်ထဲဝင်ရအောင်အော်တော်ရီရဲ့အထဲထဲမှာတော့နည်းနည်းလေးနေသေးရဲ့မဟုတ်ရင်တော့ကွာအပေါ်မှာလူတယောက်ဆင်းလာတယ်ဟိုမှာအဲ့ဒါကလည်းထူးပြီးပဲအားလုံးပဲမင်္ဂလာပါမနာမည်ကတော့တက်ပီတာပါခိုင်းချုပ်ကြီးစီစဉ်ပေးထားတဲ့ဒီမစ်ရှင်အတွက်အထူးအေးချင်ပါနော်ဒါနဲ့အားလုံးဘလို့ဖြစ်ပြီးတော့ရင့်နေကြရလဲလှုပ်လဲမလှုပ်ပဲနဲ့ဟာမမအရန်ချောတာပဲမမမော်ဒယ်လားယင်ဟုတ်တယ်မမကမော်ဒယ်ပေါ့မော်ဒယ်လည်းဟုတ်စပိုင်လည်းဟုတ်မနေ့ဖြန်ကြမှာပဲသူတို့တွေနဲ့အတူတူဆွေးနွေးတော့မယ်ဟာအောက်မှာဘလို့တချင်းဆုံနေရပါလဲအမလီတရေပါလားတရေမှာဘာလုံးနေရလဲဟိုနီတော့နိုင်တော့အင်ကိုရောက်လာတဲ့နိုင်လက်တံပါရချင်းငါဘာလို့ရမှာလဲပါလေတီအောင်ပချီရောမငါကောင်းကောင်းနာလေပန်စေပုံစံမျိုးစုံထိုင်းကပြောင်းငါကေကူမိုက်ပါတဲ့မာကမိကမင်းတော့ပေါ်ပေါ်ကောင်းတဲ့တိတ်ဆုံနေလက်အမလီဘလူးကြီးလေဟာပြေးအမလီတရေမလည်းလူကိုတွေ့တာကိုကြောက်နေသေးရဲ့ပြေးတာတော့ကောက်မပြေဘူးခလုတ်ကတိုက်သွားသေးရဲ့ဘလူးကြီးပါလေဟိုမမချောနေရောပဲနောက်ကြမှာမမရဲ့မော်ဒယ်ရှိုးသွားကြည့်ရမယ်ဟောဘာတန်ကြီးလဲအောက်ကအမလီတရေမကြီးပါလားအမလီဘာလုံးနေရပါလဲ能记非报能记满难买必胜买袋子满潮没命多命不少红地不少阿妹被骂死靠的非常အမလီသူက cottage spray တချင်းကိုစိုးနေရပါလားသူလှုပ်လို့တချင်းနမဲပြတ်ပါပြီဟာဟိုဒီမှာဘာတော့ဟာမောင်ဆရာငါတယောက်ရေပဲဟန်စားဖိုင်နာမဟုတ်လားဒီတည်းမှာဘလူးနူရောက်လာတာတော့အမလီသူကငါထက်တောင်တရေမှနဲ့ဘူးဒူးနေသေးရဲ့မိတ်ကက်ဆိုအမခံမလားမအားလုံးခေါ်လိုက်တာကပြောစရာတခုရှိလို့ပဲမနေ့ကမပြောတာနားထောင်ပါလေအတန်တစ်ခုကြားလို့စင်းကြည့်ရတရင်နဲ့တိုးလို့ကွတရေကထူးထူးဆန်းဆန်းတချင်းတောင်ဆိုနေသေးတယ်ဟုတ်လားညီမလည်းပြောမလို့ညီမလည်းမနေ့ကတရေတွေးလိုက်တယ်အဲ့တရေကလည်းတချင်းနေဆိုနေတာတရေမကြီးလေပြီးရင်သူ့သားမခေါင်းကြီးနဲ့မဟုတ်ပါဘူးသူ့ခေါင်းမဓာကြီးနဲ့ပြီးရင်သူကလေမြမဝတ်စုံကြီးနဲ့တိလားဘလို့ဖြစ်တာလဲမသိဘူးဒီအိမ်မှာဘယ်ကလေးရောက်နေလဲမသိဘူး
အမတို့ရဲ့တရေမကကြတော့လေရှာကြီးနဲ့ရှာကြီးထွက်နေရတော်လေးကိုစိုးတယ်သူတချင်းဆိုတာကလေအဲဆိုမဖြစ်တော့ဘူးအမတို့မော်စရာပေးမှဖြစ်တော့မယ်ဟာဟာဟိုဘမှာဓာတ်ကောင်းနဲ့တရေပြေးပြေး ဟာဒါပေါ်မှာခေါင်းနဲ့ပြေးပြီ အဖတရေစီဘာသွားလောက်တာလဲခေါင်းမတရေဆိုင် ဟာငါ့ကိုမမိဘူးကဟာဒါနဲ့မိုင်းစီစာတို့ဘယ်ရောက်သွားတော့ ဒီမလေးမိုင်စီစာလာပြီကွာဟာနဲ့ လာခဲ့ဟာမဟုတ်ပါဘူးဟာမလာနဲ့ဝုံရွှေ ဟာကိုဘုံရောလို့ကိုဘုံပြောက်တော့လေတာပါပြီကိုပြုံးတော့ဟုတ်ပါဘူးကိုဘုံတော့ကိုပြောက်ဟုတ်ပါဘူးကိုဘုံပြန်သွားရှာရဟာ ဟာတော့မလာနဲ့တော့ဟာငါဒီမှာဟိုတရေမှထွက်အေးမဟုတ်ပါဘူးငါတီးထွက်ကြတော့မယ် သွားပြီတရေမနှကောင်တောင်းချမ်းနေမော်စရာပေးမှဖြစ်တော့မယ်ဟာဆရာကိုစံပြောင်းမတွေ့ရကြပြီနော်နေကောင်းရဲ့လားဆရာစွမ်းနဲ့ကဲမပဲရတော့မယ်ဒီမှာတရေနှကောင်တောင်းချမ်းနေလို့ ဟာကျမ်းမာလာပေါ့ကျွန်တော်မော့ဆရာလေးစွာလီလောင်းတိုးလာဒီဘဲမဲလက်တည့်ရဲ့ဒီဟာငါနဲ့တွေ့လို့တော့နှကောင်လုံးငွေကျွပြီတော့ ဟာအမွေးတော့မချွတ်လိုက်ပါနဲ့မော်စရာကြီးရဲ့သူ့ဓာတ်မှာကောင်းအပေါ့သူ့ခေါင်းမှာဓာတ်ကြီးနဲ့အဲ့ဒါကမြဓာတ်တဲ့ခေါင်းအပေါင်ခေါင်းနဲ့ဓာတ်ဝင်သွားအောင်မယ် စိတ်ပူပါနဲ့ကလေးတော့မင်းတို့ဘာမှမဖြစ်เสียဘူးတားတယ်လဲကောင်းငွေเสียဘူးကောင်းတယ်လဲတားငွေเสียဘူးငါမော့ဆရာကြီးပုရှတိုင်းရောကားပွင့်မဲကဲငါခုလောမော့စွမ်းနဲ့အပလကာတာပလကလာပလကလာတပလာတုံရရောက်ပြီကွာရှိ ဟဲ့နာတို့ညပဲရှိရဝနုမိသားရှိရနေလေငေါဆရာကြီးဟဲ့ဆုံးခိုင်းတဲ့တဲမှာပဲမလားဟဲ့ငါတို့ညတူတူပူပေါင်ရ နင်းဘာတွေလာပြောနေရတော့နင်းပြောငါတခုမှနားမလဲဘူးနင်းဘာလို့လိုက်လုံနေရတော့ငါလိုမျိုးဟမ်ဒါငါမွေးရပါလုံနေရနင်းကဘာလို့လုံနေရတော့ ဟာစိတ်လျှော့ငါလုံချင်တော့လုံနေမဟုတ်ပါဘူးတရေပြီးဟန်ဆောင်လာတော့ငါလည်းလုံနေရပါဟာအေးဟုတ်တယ်ငါနဲ့ရရှိနေဘာလို့လုံမလဲမလုံတော့ အေးနင်းမလုံရင်လည်းမလုံနဲ့ငါလုံမရမှာငါတော်တော်လေးကိုမလုံပဲမနေနိုင်အောင်ဖြစ်နေပြီဒါနဲ့နင်းကတရေမဟုတ်ဘူးလားဘာလို့မလုံရှင်တာလဲတရေတိုင်းကလှုပ်ရလေနင်းတရေသူ့ပဲ ဟဲ့အောင်လေပုရှတိုင်းအလုံးလက်မြောက်နားလာပြီယောအေးဟဲပြူဟာဒီဘိုးတော်ကြီးငါ့ကိုဘာတွေလာလုံးနေရတော့ဘာတွေပြုတ်လုံးနေရတော့ငါတို့မြင်လွတ်ပြီ ဟာဘုရှတိုင်းစရာကြီးတဲ့ကျန်းလိုက်လားဟာ ကျမ်းရမှာပေါ့ကွာဒါနဲ့တခုပြောထားအောင်မယ်နောက်ပုရှတိုင်းဆရာကြီးလုံးခေါ်နေကွာနားနာမည်စကမပုရှပြူတိုင်းဆရာကြီးကွာ အာဒီမော်စရာဘုရှတာငါ့ကိုလွတ်ပြီပါအကယ်တော့ငါတရေစစ်မဟုတ်ဘူးငါအတူငါ့ကိုသူများခိုင်းလို့လာလို့ရ နာတိပါလေမင်းကတခိုးရွှေတပ်ပွင့်ဒီမဆိုတာခိုးမှရတာကြီးစိတ်အောင်ဆင်းလာလေ ဒီလိုနဲ့စီးစာတို့အဖွဲ့လဲတခိုးကိုဖမ်းမိသွားကြတာပေါ့ ဒါနဲ့မမချော见到你们玩那么拍哪嘞？ သူ့မှာလက်မှတ်ရှိလို့ပေါ့ ဟာပါလက်မဲ့လေ အယူလက်မှတ်ဒီလိုနဲ့တခိုးရွှေတက်ဖို့လဲထောင်သက်တဲ့ကြံကြာသွားတာပေါ့ 我的手边买，他这张我要买，到底冒下一年买哪边来哟？ စီးစာတို့အဖွဲ့ရဲ့တခိုးလူစိုးဖမ်းတဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်